ကောင်ကြီးကတော့နှစ်စီးဖြစ်ပါတယ်ဟိုကကြတော့ကာဝါဆာကီဦးလီပါကာဝါဦးလီပါလိုက်ပါမယ်เข้ามาได้เลยต่อหน้าครับเข้ามาได้เลยฮะเข้ามาได้เลยเข้ามาได้เลยဒီနေ့အတွက်တော့ဒီကောင်ကြီးကလုံးဝအကျန်းဆုံးကောင်ကြီးဖြစ်ပါတယ်ဒီနေ့အတွက်အကျန်းဆုံးကောင်ကြီးပါမောင်းတဲ့သူတွေကလည်းလုံးဝပရိုတွေပေါ့နော်ဒါကြေးစားမောင်းတဲ့ကောင်လေးတွေပါကြေးစားမောင်းတဲ့ဘဲတွေဖြစ်ပါတယ်ဒီနေ့အတွက်ဆိုတော့ဒီကောင်လုံးဝအကျန်းဆုံးသမိုင်းဝင်မဲ့ဘိန်းတစ်စီးထဲမှာပါမှာဖြစ်ပါတယ်သူရဲ့အကောင်းဆုံးစက္ကန့်ဘယ်လောက်ထိဖြစ်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်မယ်ဗျာ10စက္ကန့်မှာသူရဲ့အကောင်းဆုံးစက္ကန့်တော့10စက္ကန့်ဖြစ်ပါတယ်